ဒီနေ့ကတစ်ကလေးတောင်းမှာပဲဖြစ်ပါတယ်ဒေးရောဆန်လာရဲ့တယ်လီပို့ရမယ့်နေရာလေးကဒီတကားပေါက်လေးရဲ့နေရာလေးရဲ့လူရှိရနေပို့ရမှာပါဗျာစားသားရောက်ချင်းကျွန်တော်တို့ရဲ့မုံဝါအပေါက်လေးမှာလားအဲ့နားမှာအပေါ်မှာတစ်ကက်တစ်ခုရှိပါတယ်ဗျာအပေါ်တစ်ကက်ပုံစံကတော့ရေခဲကြောင်းလေးပေါ့ဒါတော့နံပါတ်1ပဲဖြစ်ပါတယ်မင်းပြောသလိုပဲကွာတစ်ကက်ကောက်ရင်မှတ်ပြီးတော့ကောက်ပါနောက်မှဆိုရင်တစ်ကက်တွေပြောင်းနေမှာဆိုလို့ပါဗျာအခုဆိုရင်ကွာရှေ့တက်ပြန်သွားတဲ့အောက်ကမီးပုံမှာတော့တစ်ကက်နောက်တစ်ခုရှိပါတယ်ဒီကောင်တော့နံပါတ်2လေးဖြစ်ပါတယ်ဗျာဗီဒီယိုကတော့ဒါအကြနေမှာဆိုလို့မင်းဖြတ်ပေးထားပါမယ်ပြီးရင်ကဒီမှာဘောကွင်းကြီးရှိတဲ့နေရာကနေတက်ပြန်လိုက်မယ်ဆိုရင်ပေါ့ဒီကူအပေါ်ပြန်မှာပါအဲ့ဒီပေါ်မှာဆိုရင်တော့နံပါတ်3ရေးရှိပါတယ်ရှင်းနေထပ်ပြန်ရမယ်ဒီမီးပုံနားလေးမှာဖြစ်ပါတယ်ပြီးရင်တော့နံပါတ်3လေးကနေကွာညာဘက်ကိုချိုးလိုက်မယ်ဆိုရင်တော့နောက်တစ်ကက်တစ်ခုရှိပါတယ်ဒီကောင်ကတော့နံပါတ်4လေးပဲဖြစ်ပါတယ်နံပါတ်4လေးကိုယူသွားဆိုရင်အောက်ခုံဆင်းလိုက်ပါခုံဆင်းပါဆိုမှတက်နေပါတယ်အဲ့အောက်ရဲ့တက်ဒီဂျယ်လီ9ကွာဂျယ်လီ9တက်တဲ့နာမှာတော့5ရှိပါတယ်ဒါဆိုရင်တော့မင်းတို့9ခုရပါပြီနော်နံပါတ်9ကိုယူသွားရင်တော့ညာဘက်ချိုးလိုက်ရင်တော့မင်းတို့ grammar အပင်ရှိရကွာအဲ့ပင်ယူကွာဒီအပေါ်ဆုံးမြင့်တိပြန်ပြီးတော့တပတ်ပတ်လိုက်ပေါ့တပတ်ပတ်လိုက်ဆိုတော့ဒီအပေါ်နဲ့ကြည့်တော့ပိုရှင်းတာပေါ့နောက်ပြီးကျရင်အောက်ခုံချလိုက်ပါခုံချလိုက်အောက်တက်မှာမြင်နေရပါမယ်ဒီအပေါက်ကြီးပေါ့ကွာ grammar ကလေးတိုင်းပါပါသွားတဲ့အပေါက်ကြီးမှာ6ရှိပါတယ်နံပါတ်6ယူသွားရင်တော့မင်းတို့ကအပင်ပေါ်နဲ့အောက်ပြန်ဆင်းရပါမယ်သူအလဲရေကန်လေးနာပေါ့ကွာပြောမယ်ဆိုရင်တော့ဒီရေကန်တက်တယ်ပါအဲ့ရေကန်တက်တယ်မှာဒီဘက်ကုန်းပေါ်မှာတခုရှိပါတယ်တစ်ကက်ဒီကောင်ကြောင့်နံပါတ်9ပေါ့ကွာနောက်ပြီးကြရင်ကွာနံပါတ်8ကတော့လူတိုင်းပြောင်းနေလိမ့်မယ်ထင်တယ်ဘာလို့လဲဆိုတော့ကွာဒီဘက်နောက်ပြန်လာမယ်ပြန်လာပြောရင်ဘောကွင်းနားမှာပဲရှိရဲဒါပေမဲ့အပေါ်မှာတော့မဟုတ်ရေအောက်ထဲမှာပါအဲ့ရေအောက်ထဲကိုလည်းကွာဘောကွင်းနားလေးကနေငုပ်လိုက်မယ်ဆိုရင်အပေါက်တစ်ပေါက်ရှိပါတယ်ဒီကူပေါက်လေးတဲ့ပေါ့အဲ့ကူပေါက်လေးထဲဝင်သွားမယ်ဆိုရင်တော့ဟိုဘက်တကားရဲ့နောက်မှာတစ်ကက်တစ်ခုရှိပါတယ်ကုန်းပေါ်တော့ပြန်တက်ရမယ်နော်ရှေးအောက်ထဲမှာရှေးရမဟုတ်ပါဘူးသူကုန်းပေါ်တက်လိုက်မယ်ဆိုရင်မြင်တွေ့နေရပါပြီဟိုရှေးတက်တဲ့တစ်ကက်လေးပေါ့ကဲဒါကတော့ပျောက်နေမယ်ထင်တဲ့ကက်လေးပါ8ပါနံပါတ်8ယူသွားရင်တော့နောက်ပြန်သွားပါမယ်မြင်တို့တစ်ကက်ကွာပရမတ်3တစ်ကက်ယူတဲ့နေရာဘေးမှာတစ်ပင်ရေးရှိရဗျအဲ့တစ်ပင်ရေးရဲ့ရှေးတက်တဲ့မှာကနံပါတ်9ရှိပါတယ်တစ်ကက်မြင်ဝိုင်းပြထားနေရမှာပါပြီးရင်တော့ကွာဒီနံပါတ်9ကိုယူပြီးသွားရင်တော့သူ့ရှေ့တက်တဲ့ကိုသွားပါမယ်သူ့ရှေ့တက်တဲ့အပင်ဒီပင်တော့မဟုတ်ဘူးကွာသူ့ရှေ့မှာမြင်နေရလားတော့မသိဘူးအဲ့ပင်မှာတော့နံပါတ်10ပါကဲရှာလိုက်နဲ့နံပါတ်10အောင်ရောက်လာရင်နော်9ကပ်ပဲလိုပါတော့တယ်9နဲ့10နဲ့ကြားကွာတက်တဲ့ဆင်းလိုက်မယ်ဆိုရင်အောက်ခြေမှာတော့17ရှိပါတယ်ဒီကောင်လေးပါဒါတော့နံပါတ်17ပါဗျာ17ပြီးသွားရင်တော့မင်းတို့ကရင်ငုပ်ရမယ့်ချိန်တွေရောက်သွားပါပြီအဲ့ခါကျတော့နံပါတ်12ကတော့ရေထဲမှာဖြစ်ပါတယ်ဒီရေထဲကကွာအပင်နေကြတဲ့မှာဆိုရင်တော့နောက်ပြန်သွားမှာပေါ့ဟိုးရှိတဲ့တိမ်သားလေးမှာပါတွေ့လာတော့မသိဘူးကဲဒါဆိုရင်တော့12တို့ရောက်ခဲ့ပါပြီဒီကောင်လေးက12ပါကဲကုန်းပေါ်ပြန်ရရင်တော့နောက်ဖက်ကိုကြည့်ပြီးတော့ကွာဒီအရင်စီစဉ်ရဲ့ဘေးနာကြားလေးထဲမှာရှိပါတယ် grammar နဲ့ဗာနဲ့ကြားမှာပေါ့ကွာပြောမယ်ဆိုရင်ဒီနားလေးမှာပါအဲ့ဒါတော့73လေးပဲဖြစ်ပါတယ်နံပါတ်14ရကြတော့ကွာဒီမုတ်ဝါရဲ့နောက်တက်တဲ့မှာဒီအပင်ကြီးရှိရဲ့အဲ့ပင်ကြီးရဲ့အောက်မှာပဲဖြစ်ပါတယ်ရှင်ကိုသွားရတာဆိုတော့ကွာလူတော်များပျောက်နေပါလိမ့်မယ်ဒီဟာလေးကတော့နံပါတ်14ပါအမေနဲ့တွေ့ရင်တော့အကုန်တွေ့အောင်ပါပေါ့သူမှရှေ့အချစ်တရားလွဲလို့ပေါ့ကွာစားတာပါဗျာပြီးရင်ကျတော့ရေပေါ်တက်လာပြီးတော့မုတ်ဝါရဲ့ဘယ်ဘက်ကိုချိုးလိုက်ပါဘယ်ဘက်ကိုချိုးလိုက်မယ်ဆိုရင်မင်းတို့အခုတော့တွေ့နေရပါပြီရေထဲပြန်နစ်သွားလို့ပါပြန်တက်ပြပါမယ်အဲ့မှာပါဒါကတော့15ပါအားလုံးပြီးသွားပါပြီဗျာအဲ့15ခုယူပြီးသွားရင်တော့မင်းတို့ daily ticket 5ကက်ကကြတော့စကိတ်ပြိုင်လိုက်ပါပြိုင်လိုက်မယ်ဆိုရင်5ကက်ရပါပြီဒါပါပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးလည်းတွေ့ကြမယ်လို့ထင်ပါတယ်